ဒီနေ့မှာတော့မီဒီယာတွေမေးမြန်းနေတဲ့အိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းနဲ့ကဘော်ဆိုင်ဝမ်ကိစ္စပြီးမီဇိုရမ်လွှတ်တော်အမတ်တွေပြောကြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်ကေဘန်လက်ဗီနာကအိန္ဒိယနဲ့နယ်စပ်ချင်းထိစပ်နေတဲ့မြန်မာနိုင်ငံအနောက်မြောက်ဖက်နေရာဒေသတွေကိုတွားရောက်ခဲ့တယ်ဆိုပြီးတော့ဟိတ်နူသတင်းဝက်ဆိုက်မှာဖော်ပြထားတာတွေ့ရပါတယ်သူပြောကြားထားချက်ကတော့ကေဗန်လက်ဗီနာကမီဇိုရမ်ပြည်နယ်ကနေမြန်မာနိုင်ငံအတွင်းကိုနယ်စပ်ဖြတ်ကျော်ပြီးတွားရောက်ခဲ့တယ်အဲ့ဒီခရီးစဉ်နဲ့ပတ်သက်ပြီးမီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့နယ်ခြားဆောင်တပ်ကိုအတိပေးအကြောင်းကြားခဲ့တယ်ဆိုပြီးတော့လည်းဟိတ်နူသတင်းဝက်ဆိုက်ကဖော်ပြထားတာကိုတွေ့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီ CNF CNA ချင်း PDF ဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်ဆိုပြီးလည်းပြောကြားထားတာကိုကျွန်တော်တွေ့ရပါတယ်ဒါအပြင်အိန္ဒိယမြန်မာနယ်စပ်ချင်းနယ်စပ်ဆက်ဆက်တဲ့နေရာပေါ့တမူကဘော်ချိုင်ဝမ်ဒေသနဲ့ပတ်သက်ပြီးလဲအိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာမဏိပူရပြည်နယ်ပါလီမန်လွှတ်တော်အမတ်တဦးကနေပြီးဒီရာနဲ့ပတ်သက်ပြီးရခိုင်တမိုင်းချောင်းအရာအိန္ဒိယဘက်ကပိုင်တယ်ဆိုတဲ့သဘောမျိုးပြောကြားခဲ့တာကိုတွေ့ရပါတယ်ဒါအပြင်မီဇိုရမ်ပြည်နယ်ကနေတဆင့်မြန်မာနိုင်ငံထဲကိုဝင်ရောက်လာတဲ့နိုင်ငံသားများကိစ္စနဲ့ပတ်သက်ပြီးဒီလ10ရက်နေ့မှာမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပေါ့လာဒူးဟိုမာကမီဇိုရမ်ပြည်နယ်လွှတ်တော်မှာပြောကြားခဲ့တာကိုတွေ့ရပါတယ်။ဒီနေ့ဇွန်လနဲ့ဒီဇင်ဘာလအတွင်းဒါနယ်စပ်ဒေသဖြစ်တဲ့အိုက်ဇောကိုနိုင်ငံသား2000နီးပါးလာရောက်လည်ပတ်ပြီးပြည်နယ်အတွင်းတော့သွားနေတာမတွေ့ဘဲနဲ့အဓိကရည်ရွယ်ချက်ကမြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ပြီးမြန်မာပြည်တွင်းရေးတွေကိုဝင်ရောက်စွတ်ဖက်ရန်ဖြစ်တယ်ဆိုပြီးလွှတ်တော်မှာတရားဝင်တင်ပြခဲ့တဲ့သတင်းကိုလည်း The Time of India သတင်းဌာနကနေပြီးပြောကြားထားတာကိုတွေ့ရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းချက်ကိုကျွန်တော်ပြောကြားလိုတာကတော့မြန်မာနဲ့အိန္ဒိယနိုင်ငံဆိုတာမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်အိန္ဒိယရဲ့ at each policy နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့ကတော့ရခိုင်ကလည်းပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်းမြန်မာနိုင်ငံအစိုးရအနေနဲ့အိန္ဒိယနယ်မြေကိုအသုံးပြုပြီးမြန်မာကိုစန့်ကျင်နေတဲ့အုပ်စုများကိုမလိုလားသလိုမြန်မာနယ်မြေကိုအသုံးပြုပြီးအိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အုပ်စုများကိုလည်းမြန်မာနိုင်ငံနဲ့လက်ခံမထားပါဘူးဒီဟာတွေနဲ့ပတ်သက်ပြီးနှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရှိခဲ့ပါတယ်အောင်မြင်မှုတွေအများကြီးရှိခဲ့ပါတယ်ပူးပေါင်းဆောင်ရွက်မှုကိုလည်းလက်တွေ့ပြသပြီးဖြစ်တယ်ဆိုတာအိန္ဒိယနိုင်ငံအစိုးရအနေနဲ့ဒါသိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနဲ့အတူပဲရခိုင်ကတိုင်းသဘောတူထားတဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး9ရပ်အတိုင်းပဲနေထိုင်ရရှိပါတယ်မိတ်ဆွေကောင်းပိသစွာဒါနေထိုင်ရရှိပါတယ်မြန်မာအိန္ဒိယနယ်စပ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မြန်မာအိန္ဒိယနယ်စပ်1010မိုင်ကျော်ရှည်လျားပါတယ်1626ကီလိုမီတာရှိပါတယ်တိုင်းတာပြီး909မိုင်ကျော်ရှိပါတယ်ကီလိုမီတာအပြင်1460ကျော်တိုင်းတာပြီးဖြစ်ပါတယ်အများစုတိုင်းတာပြီးဖြစ်ပါတယ်ခုပြောဆိုနေတဲ့ကဘော်ချိုင်ဝမ်ဒေသဆိုတာလဲရခိုင်တိုင်းတာပြီးထဲမှာကျွန်တော်တို့အတိမတ်ပြီးထဲမှာပါပြီးဖြစ်ပါတယ်မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်ခြားသတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ပါတယ်ကဘော်ချိုင်ဝမ်ဒေသနဲ့ပတ်သက်ပြီးပြောရမယ်လို့ဆိုလို့ရှိရင်ရခိုင်တော့ကလည်း2013တုန်းကလည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BJP ပါတီကဒါတမူကလေးမင်းကင်းမြို့နယ်တွေပါဝင်တဲ့ကဘော်ချိုင်ဝမ်ဒေသကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်ဒါတွေကိုလည်းကလေးမြို့မှာရောမင်းကင်းမြို့မှာရောကျွန်တော်တို့ဒေသခံတွေကဆန္ဒပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောကြားချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အင်ကြီးချင်းကောင်းမိတ်ဆွေကောင်းဖြစ်အမြဲရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြပြအောင်မလုပ်သင့်ဘူးဆိုတာပြောကြားလိုပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြားလိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့အသိပေးသင့်တာတွေပြောဆိုသင့်တာတွေကို
ဆက်လက်လှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါအခုကျွန်တော်ကအဲ့ရှမ်းမြောက်ကိုပဲကြည်နေနေအခုနောက်ထပ်ဗာလဲဆိုတော့အပျော့စီးအပျော့ဆွဲအပျော့နီးနဲ့လာပြီးတော့သူတို့စမ်းနေတဲ့ဇာတ်လမ်းတွေရှိလာတယ်ဘင်္ဂလားဒေ့ရှ်ကလည်းသူတို့စမ်းတယ်လို့ထိုင်းကလည်းသူတို့စမ်းတယ်အခုအိန္ဒိယကပါသူတို့စမ်းလာတယ်အိန္ဒိယကသူတို့စမ်းလာတယ်ကျွန်တော်တို့အိန္ဒိယအိန္ဒိယချင်းကောင်းနိုင်ငံတစ်ခုဖြစ်တယ်တမိုးထားကြကောင်းတယ်ဆိုတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုတော့မျိုးကျွန်တော်အမြဲပြောခဲ့တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့အခုအိန္ဒိယရဲ့လောက်ရဟာကျွန်တော်တို့တော်တော်လေးသတိထားကြကောင်းတယ်ဆိုတော့ပေါ်လာတယ်အိန္ဒိယလောက်ရဘာလို့ဆိုအိန္ဒိယဒီလောက်ရတွေလုံးလိအိန္ဒိယအစိုးရနဲ့အိန္ဒိယလူထုတဲ့တော့အိန္ဒိယလွတ်တော်အမှတ်ဆိုရှိတယ်အဲ့တော့ကျွန်တော်လူတန်းသားကိုခွဲပြောနေမယ်ဆိုအိန္ဒိယလိုပဲပြောကြပါစို့အိန္ဒိယလွတ်တော်အမှတ်တွေပြောတာလည်းအိန္ဒိယအစိုးရတာဝန်ယူရမှာပါပဲအိန္ဒိယပြည်သူတာဝန်ယူရမှာပါဆိုအိန္ဒိယလွတ်တော်အမှတ်တွေလွတ်တော်ထဲမှာထင်တိုင်းကျပြောချင်တာရှောက်ပြောနေတာတွေဒီလိုပြောချင်တယ်ပြောနေတာတွေကမတမ်းမြစ်ရင်မကန့်ကွက်ရင်ဘာမှမပြောဘဲနေဒီကောင်တွေပြောချင်တယ်ဆက်ပြောနေပါလိမ့်မယ်အခုအိန္ဒိယနောက်ဆုံးပြောလာတာကတော့ကျွန်တော်တို့ရဲ့ကဘောချိုင်ဝမ်းကိစ္စကိုပါတို့ကမျက်စောင်းထိုးလာပါပြီဘယ်အစားလဲမင်းကျွန်တော်တို့နိုင်ငံကနိုင်ငံသားတွေကြားထဲမှာအချင်းချင်းမညီညွတ်မှုတွေဖြစ်နေတဲ့ဟာနေစပါတယ်ဘာလို့ကျွန်တော်တို့အချင်းချင်းညီနေရင်ဘေးလူကကျွန်တော်တို့ဘလို့မှဟိုနွားကွဲရင်ကြားဆွဲတယ်လို့ပေါ့နွားမကွဲရင်ကြားမဆွဲပါဘူးအဲ့တော့နွားအုပ်ကကြကြနာစူစီကြည့်ကြည့်လေးရှိနေဘဲကြားမှလာမဆွဲရပါဘူးအခုကျွန်တော်တို့ကနွားကကွဲုံနေမဟုတ်ဘူးပြဲကုန်ပြီစုပ်ပြတ်တတ်ကုန်ပြီအဲ့တော့ဘာပြောအိန္ဒိယနိုင်ငံတွေစော်ကားတာပေါ့အခုအိန္ဒိယတွတ်တော်အမှတ်တရပြောတယ်တဲ့အိန္ဒိယလွတ်တော်အမှတ်ကပေါ့နော်ပထမတစ်ခါလွတ်တော်အမှတ်တယောက်ကချင်းပြည်နယ်ကိုလာပြီးတော့လာစိန်ကိုလာပြီးတော့ဖြစ်သွားတယ်ချင်းပြည်နယ်ကိုလာပြီးတော့သူကပြောသွားတယ်သူတို့ဟိုချင်းပြည်နယ်ကိုသူတို့ရှိရဟိုပေါဖို့မီဇိုရမ်နဲ့ပေါဖို့လာပြောသွားတယ်ပြောတော့တော်သေးတာပေါ့ချင်းတိုင်းသားတွေကပြည်တော်စုစိတ်ဓာတ်လေးရှိနေသေးလို့သူတို့ကလွတ်လပ်ရေးကိုငါတို့မြန်မာပြည်လွတ်လပ်ရေးကိုသူတို့အတူတူကတိုက်ယူခဲ့ကြတာတောင်တန်းပြည်မှာအတူတိုက်ယူခဲ့ကြတာအဲ့တော့ငါတို့ကအဲ့လိုခွဲထွက်စရာအကြောင်းမရှိဘူးဆိုတဲ့သဘောမျိုးဆန်တဲ့ပုံစံမျိုးနဲ့ရှူထောင်းနဲ့ပြန်ပြောလိုက်လို့ဒါဒီမီဇိုရမ်လွတ်တော်မှာကနောက်ဆုတ်သွားတာပေါ့နော်ဒါပေမဲ့သူပြောခဲ့တဲ့ဆိုတဲ့စကားကမီဒီယာတွေမှာပေါ်လို့ရနေပြီအိန္ဒိယသတင်းဌာနတွေမှာပေါ်ပြပြီးသားဖြစ်နေတယ်အခုထပ်ပြီးတော့ဖြစ်လာတာကကဘောချိုင်ဝမ်းဆိုတဲ့ကိစ္စပေါ့နော်ကဘောချိုင်ဝမ်းကိုနော်ကဘောချိုင်ဝမ်းကိုဒီကောင်တွေမျက်စောင်းထိုးလာတဲ့ကိစ္စတော်တော်ဆိုးပါတယ်ဒါကတော့ကျွန်တော်တို့လည်းစိတ်ထဲမကောင်းပါဘူးသူတို့ရဲ့အိန္ဒိယသတင်းစာတွေမှာပေါ်ပြပါတယ်နော်ဒီမှာ NP ဆနာဂျောဘာလို့ခေါ်တယ်ဆနာဂျောဘာလို့ခေါ်တယ် NP ဆနာဂျောဘာလို့ဆိုတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကနေပြီးတော့ပြောတယ်တဲ့နော်ဒီကဘော Valley to မဏိပူရာပေါ့ဆိုကဘောဂျိုင်ဝမ်ကိုသူတို့ရဲ့မဏိပူရာပြည်နယ်တွေကိုပေါင်းထည့်ဖို့ပြန်ထည့်ဖို့ဆိုတဲ့စကားမျိုးတွေဒီကောင်တွေပြောလာတယ်ဒါကဖြစ်တဲ့သလားဆိုတဲ့မေးခွန်းပါပဲနော်မြန်မာပြည်တွေကမှရှိတမူးမြို့နယ်ကဘောဂျိုင်ဝမ်ဒေသအဲ့ဒါကိုပြန်ပြီးတော့သိမ်းယူပြီးတော့မဏိပူရာပြည်နယ်တွေထည့်သွင်းဖို့လိုတယ်ဆိုတော့အိန္ဒိယလွှတ်တော်အမတ်နော်ဆာနာဂျိုဘာလို့ခေါ်မလားဆာနာဂျိုဘာလို့ခေါ်မလားအဲ့ပုဂ္ဂိုလ်ကမတ်လ10ရက်နေ့ကကျင်းပါတယ်သူတို့ရဲ့အိန္ဒိယလွှတ်တော်မှာအစည်းအဝေးမှာအိန္ဒိယအစိုးရစီကိုအဆိုတင်သွင်းတယ်ဒီအဆိုတင်သွင်းမှုကြောင့်အိန္ဒိယအစိုးရကတော့လက်ခံနဲ့မခံဘူးဆိုတော့ညင်းဆိုခြင်းမဆိုခြင်းသူတို့လုပ်ချင်လုပ်ပါလိမ့်မယ်ဒါပေမဲ့ထူးခြားတာကအဲ့ဒီသူတို့ကလွှတ်တော်ထဲမှာပြောတဲ့စကားကအိန္ဒိယရဲ့သတင်းစာတွေဂျာနယ်တွေမီဒီယာတွေမှာပါလာတာကပြဿနာရှိတယ်သူတို့အချင်းချင်းအခန်းထဲမှာကြိတ်ပြောနေတာပြဿနာမရှိပေမဲ့သူတို့အိန္ဒိယနိုင်ငံလုံးသိအောင်ဒီလိုပြောနေတဲ့စကားကကြတော့ဒါဝါဒဖြန့်ချီဖြစ်သွားပြီပြီးတော့ဒါရည်ရွယ်ချက်ရှိရက်တီချက်ကောင်းကောင်းနဲ့သူတို့ပြောလာတယ်ဆိုတဲ့အထိပဲတက်ရောက်တယ်ဒါရှင်းပြောရင်တော့တိတ်ထိပ်ပဲရှိတဲ့အနေကြီးတဲ့စကားပါအနေကြီးတဲ့စကားပါအဲ့တော့မတ်လ10ရက်နေ့လွှတ်တော်မှာအဲ့လိုကပြောလိုက်တယ်ရှင်းပြောရင်တော့ဘာလို့ကဘောဂျိုင်ဝမ်မှာဖြစ်တာလဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့မမွေးခင်ပေါ့ဗျာ1826မှာရန်နဘုစာချုပ်ဆိုတာရှိတယ်အဲ့ဒီစာချုပ်ရော်ကြီးအရာရောနောက်1834ကဘောဂျိုင်ဝမ်သဘောတူညီချက်အရာရောအဲ့နှစ်ချက်အရာဒီကဘောဂျိုင်ဝမ်ဒေသသူတို့ပိုင်နေဆိုတဲ့ပုံစံမျိုးသူတို့ကပြောတာကဘောဂျိုင်ဝမ်ဒေသကိုနဲ့ပတ်သက်ရင်သူကပြောတယ်အဲ့ဒီအမှတ်ကနော်ဆာနာဂျောဘာဆိုတဲ့ပုဂ္ဂိုလ်ကကဘောဂျိုင်ဝမ်ဒေသကတဲ့22.213စတူဒီယန်ကီလိုမီတာကျဲတယ်1450ခုနှစ်ကတည်းကမဏိပူရအစိပ်ပိုင်းတစ်ခုဖြစ်ပြီးတော့မဏိပူအုပ်ချုပ်အောင်ရှိခဲ့တယ်တဲ့နော်1953ခုနှစ်ကြာမှာမတ်လ3ရက်မှာအိန္ဒိယရဲ့ဝန်ကြီးချုပ်နော်မစ္စတာနေရူးကမြန်မာဝန်ကြီးချုပ်ဦးနုနဲ့ကျင်းပတဲ့အစည်းအဝေးတစ်ခုကြာမှာကဘောဂျိုင်ဝမ်ဒေသကိုမဏိပူရပြည်နယ်အစိုးရနဲ့မတိုင်ပင်ပဲနဲ့မြန်မာလက်ထက်ကိုလက်ဆောင်ပေးခဲ့တာတဲ့အဲ့ဒါကြောင့်မလို့ရှင်းပြတယ်နေရူးရဲ့လုပ်ရက်ကိုနော်သူကအပြစ်တယ်သေးတယ်နေရူးရဲ့လုပ်ရတဲ့မဏိပူရပြည်နယ်သမိုင်းအမှောင်ဆုံးအချိန်ဖြစ်ပါတယ်ဆိုလွှတ်တော်ထဲမှာသူဆွဆွဲပြောဆိုလိုက်သေးတယ်နေရူးရဲ့လုပ်ရက်ကိုသမိုင်းဝင်အမှားကြီးတစ်ခုပါဆိုပြီးသူကပြောပြီးတော့ရှင်းပြဒီကဘောဂျိုင်ဝမ်ဒေသကိုသူတို့ပြန်ရချင်တယ်ဆိုတော့ပြောတာခုနကစာချုပ်နှစ်ခုနဲ့သူကပြောတာနော်စာချုပ်နှစ်ခုကဘာလဲဆိုတော့1826ရန်နဘုစာချုပ်နဲ့1834ကဘောဂျိုင်ဝမ်သဘောတူညီမှုအဲ့နှစ်ခုနဲ့သူကကောက်ပြီးပြောတာအဲ့တော့ပြောရင်တော့အဲ့လိုပြောပြီးတော့1953မှာဥနုကိုနေရူးကလက်ဆောင်ပေးလိုက်တယ်ဆိုတဲ့သဘောမျိုးသူကတိုင်မတိုင်ပြောရဲဆိုတဲ့သဘောမျိုးပြောလာတာဆိုတော့သူကသမိုင်းထော်ထားတွေနဲ့သူကကျွန်တော်တို့ရဲ့ဒီပိုင်တဲ့ကိစ္စတွေပြောလာတယ်ဆိုတော့ဒီ
ဒီလိုပြောလာတာကပွင့်လင်းပြောရင်တော့နိုင်ငံရေးရဆိုရင်ဒါနိုင်ငံတနိုင်ငံရဲ့နယ်နိမိတ်ကိုတခြားနိုင်ငံတစ်ခုကနေပြီးတော့စော်ကားတာလို့ခေါ်တယ်ဒါအရှင်းပြောရင်အချုပ်ချာအာဏာထိပါတာလို့ခေါ်တယ်ထိပါတာလို့ခေါ်တယ်အဲ့တော့တရုတ်အိန္ဒိယအခုလို့တာနှစ်ခါရှိပြီနှစ်ခုရှိပြီကျွန်တော်သိသလောက်ဂျာဟိုအရင်ကာလတွေမှာလည်းအေရတာဝန်ရှိအေရင်းနဲ့သွားတွေ့တယ်အေရင်းနဲ့အဖွဲ့နဲ့သွားတွေ့ရတယ်လွတ်တော်မှတ်တွေကသွားတွေ့တဲ့ကိစ္စတွေရှိခဲ့တယ်ဒီလောက်ထိကျွန်တော်တို့ကပြောသေးဘူးဒါတွေကသူတို့လုပ်ငန်းတဲ့ကိစ္စတွေသွားတွေ့ပြီးတော့သူတို့လုပ်ငန်းလေးကိုအဆင်ပြေအောင်ညှိတာနိုင်တာထင်တယ်ဆိုတော့ကျွန်တော်တို့အသားလေးနေပြီအခုဟာကျွန်တော်တို့ပိုင်တဲ့နယ်နိမိတ်တွေကိုမျက်စောင်းထိုးလာတယ်ဆိုတာကနိုင်ငံတကာအချုပ်ချာအာဏာကိုစော်ကားတာလို့ခေါ်တယ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမြေပုံကအဲ့ကဘော်ဂျာပဲပါဝင်မြန်မာနိုင်ငံမြေပုံကတကဘာလုံးမှာဖြစ်တဲ့ကုလသမဂ္ဂမှာမှတ်တမ်းတင်ပြီးသားမှတ်ပုံတင်ပြီးသားမြေပုံဖြစ်တယ်အဲ့ဒီမြေပုံပိုင်တဲ့ကကျွန်တော်တို့ပိုင်တဲ့ဆိုတော့ကဘာလုံးမှတ်တမ်းတင်ပြီးသားရှိတယ်ဆိုတော့အဲ့ဒါကြီးကို तू ကဖဲ့ပြီးလူယူခြင်းနဲ့ဆိုတော့လွတ်တော်အမှတ်တယောက်အနေနဲ့ပြောလာတာအဲ့ပြောတာကိုလည်းလွတ်တော်အမှတ်ကအဲ့လိုပြောတာကိုလည်းအိန္ဒိယမီဒီယာတွေကကြဲကြဲလောင်ဖော်ပြတာဒါတွေကတော့ယူချက်ရှိတယ်အဲ့ဒါကိုအိန္ဒိယအစိုးရဘက်ကဘာမှမထုတ်ဘူးဆိုတော့အိန္ဒိယရဲ့ယူသားမှုကိုကျွန်တော်မေးခွန်းထုတ်အောင်အိန္ဒိယယူသားရဲ့လားဆိုတော့မေးခွန်းအိန္ဒိယဆိုယူသားရဲ့လားဆိုတော့မေးခွန်းမယ်အဲ့တော့ဒီနေရာမှာတစ်ဖက်လူကတော့ရှင်းပြရင်တော့တစ်ဖက်နိုင်ငံအဖွဲ့အစည်းတွေကတော့ကျွန်တော်တို့နိုင်ငံအားနည်းနေတဲ့အချိန်စူးစီးညီမှုပြပြနေတဲ့အချိန်စီးလုံးညီမှုမရှိတဲ့အချိန်မှာတို့ကတော့ဒီထိကဘာကြီးကပြောချင်ပြောမှာပေါ့ဗျာဒါပေမဲ့အဲ့ဒါလိုထိကဘာကြီးကပြောနေတာကိုကျွန်တော်က journalist ကြောက်နေရှင်ထဲမှာစိတ်မကောင်းဖြစ်တယ်နာတယ်မကြည်မနှက်ဖြစ်တယ်ဒေါသထွက်တယ်စိတ်တူတယ်ကျွန်တော်ကဒီလိုခံစားရတယ်နိုင်ငံတယောက်နိုင်ငံကိုချစ်တဲ့သူတယောက်ကနိုင်ငံချစ်ရင်ကိုယ့်နိုင်ငံအစိပ်ပိုင်းတစ်ခုကိုတယောက်ကပိုင်စိုးပိုင်နေပြောလာရင်ဒီကိစ္စနဲ့ပတ်သက်ရင်မခံချင်စိတ်နဲ့ပြတ်သားပြောဖို့လိုတယ်ပြောတင်တာပြောဖို့လိုတယ်အဲ့ဒါတိခံမဲ့အရာမဟုတ်ဘူးတိခံမဲ့အရာမဟုတ်ဘူးကိုယ်လည်းပြောရင်ဗျာမင်းမိမငါနဲ့ငါအိတ်ချင်နေတာကွာလို့ပြောရင်ယောက်ျားတယောက်ဘယ်လောက်ဒေါသထွက်တယ်လဲယောက်ျားစင်ဘယ်လောက်ဒေါသထွက်မလဲအဲ့ဒေါသထွက်တယ်လို့မျိုးထွက်တယ်လားအခုမြန်မာအစိုးရကတော့ဘာမှလည်းမပြောဘူးဆယ်နေရအဲ့လွတ်တော်မှာပြောသွားတာကိုမြန်မာအစိုးရလူတွေသိရောသိရလားမသိဘူးမနေ့ကသတင်းတွေပေါ်လို့ရနေပြီစပြီးတော့ဒီနေ့ဆိုရင်ကျွန်တော်တို့ပြောပြီး2ရက်ရှိသွားပြီပေါ်လို့ရနေပြီပြီးတော့အဲ့အိန္ဒိယမှာသွားပြီးတော့ထားတဲ့အိန္ဒိယမှာရောက်နေတဲ့မြန်မာတမတ်ကအလုပ်ကလုပ်ရလားဒီလူအဲ့မှာသွားနေပြီးတော့ဗာလဲဟိုစီဦးထပ်စားပြီးတော့စိန်ခံနေရလားမသိတာလားမြန်မာနိုင်ငံကတာတမန်ဖြစ်နေသူ့ကိုသွားဟိုခတ်ထားတာဟိုကသတင်းစာတွေမှာဒီလိုတွေပါလာရင်မြန်မာအစိုးရနိုင်ငံရေးဝန်ကြီးဌာနကိုဓာတ်ရိုက်အကြောင်းကြားပါမဟုတ်ဘူးလားအဲ့ဒါနိုင်ငံရေးဝန်ကြီးဌာနလည်းဗိုလ်ချုပ်ကြီးကိုဓာတ်ရိုက်သွားပြပြီးတော့ဗိုလ်ချုပ်ကြီးအိန္ဒိယဒီလိုပြောနေပြီကျွန်တော်ဘယ်လိုလုပ်ကြမလဲပြောပါမဟုတ်ဘူးလားဟိုခင်ဗျားတို့ကဗာလဲခင်ဗျားတို့ကဘာလုပ်ကြတာလဲကျွန်တော်ခင်ဗျားတို့ပပဆက်ပြောပြချင်နေကြပွင့်လင်းပြောရင်ဒါခင်ဗျားတို့ကဘယ်လိုလဲကျွန်တော်ပြောရင်ခင်ဗျားတို့ကကျွန်တော်တရားဆွဲမှာထောင်နဲ့ထည့်ဦးမှာဒါခင်ဗျားတို့ကနိုင်ငံကိုရောင်းစားဖို့ကြိုးစားနေကြတာလားလို့မေးချင်သိပေါက်လာတယ်နိုင်ငံကိုဒီလိုမျိုးသူများစော်ကားမော်ကားပြောနေတာကိုခင်ဗျားတို့ဗဇက်ကြီးတွေကပိတ်နေကြတာတန်တမန်လေးလည်းမလုပ်ကြတာဘာမှလည်းမတုံ့ပြန်ကြတာခင်ဗျားတို့ဘာလုပ်ကြတာယူသားကြရလားခင်ဗျားတို့ဘာတွေလဲခင်ဗျားတို့တော်လေးတော့ကျွန်တော်လည်းအံ့အားသင့်လို့မဆိုဘူးဒီတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရနေတဲ့သူတွေကကိုယ့်လက်ထက်မှာသူများကစော်ကားမော်ကားထိကပားကြီးကပြောနေတာတော့ငြိမ်ခံပြီးတော့ဘာမှလည်းပြန်မပြောနိုင်ဘူးအခုကျွန်တော်တို့လိုမခံမရနိုင်ဖြစ်တဲ့ကောင်တွေထပြောတာလေခင်ဗျားတို့မခံမရနိုင်ဖြစ်လို့ထပြောတဲ့ကောင်တွေကိုနိုင်ငံချစ်ကြည်ပြပြမယ်မင်းတို့ကခဏနေပါဦးဆိုတော့မျိုးပုံစံမျိုးကျွန်တော်တို့ပြောရင်ပြောမှာကျွန်တော်တို့ကစစော်ကားတာလားသူတို့ကစစော်ကားတာလားဆိုတော့ခင်ဗျားတို့သိဖို့လိုတာပေါ့ဗျာအဲ့လောက်တော့အခုကသူတို့ကစစော်ကားတာဗျဒါပြောတင်လားပြောတင်လားဆိုတော့မိကွန်းရှင်းရှင်းလေးပဲလေဒါလွယ်လွယ်လေးအဲ့လောက်ပြောရင်ဒီလောက်ဆိုရင်ခင်ဗျားတို့အစိုးရလူတွေနာတတ်ရင်နာစမ်းပါဗျာခင်ဗျားတို့တိုင်းပြည်ချစ်တယ်ဆိုတော့ဘာချစ်တာလဲကျွန်တော်မေးတာရှင်းရှင်းလေးဘာတိုင်းပြည်ချစ်တာဘယ်ကိုချစ်တာခင်ဗျားတိုင်းပြည်ချစ်တာထိုင်ကုန်နေရရလို့ဝင်ထိုင်နေကြတာလားဇိမ်ခံကောင်းဝင်ထိုင်နေကြတာလားတိုင်းပြည်ချစ်တာဆိုတော့ထိုင်ကုန်နေရထိုင်ပြီးရင်တိုင်းပြည်ချစ်ထိုင်ကုန်နေထိုင်ပြီးရင်တိုင်းပြည်နဲ့ပတ်သက်ရင်အလုပ်ကိုလုပ်အောင်မတာဝန်ရှိတယ်ခင်ဗျားတို့ကမဟုတ်တော့ဘူးဗျနိုင်ငံခြားရေးဝန်ကြီးဌာနလည်းရောဒီလက်ရှိနိုင်ငံတော်ကြီးအုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရောပဲခင်ဗျားတို့ကဗဇက်ကြီးတွေပိတ်နေကြတာဘာလုပ်နေကြတာလဲခင်ဗျားတို့ဒီကောင်လေးစော်က2ကြိမ်ရှိသွားပြီအိန္ဒိယလောက်တာ2ကြိမ်ရှိသွားပြီ1ကြိမ်မို့တော့2ကြိမ်ရှိသွားပြီဟိုတရုတ်တွေတုန်းကလည်းကျွန်တော်ပိတ်ဆက်ပိတ်ပြောတယ်ပြောရင်လည်းအခုကျွန်တော်တို့ကနေထိုင်နေဘာဖြစ်လာလဲဆိုတော့ဟိုနှစ်နိုင်ငံချစ်ကြည်ရေးတမန်ပြက်ပြားမှာဆိုလို့ဆိုတော့ပြောတော့ကျွန်တော်တို့ပြောနေတဲ့ကောင်တွေကပဲချစ်ကြည်ရေးပြပြအောင်ပြောတဲ့ကောင်တွေဖြစ်နေဟာနေအမြေတွေကိုဒီကောင်တွေလှုပ်ချင်နေလို့ထင်တိုင်းကျဲချင်နေနေတာဟိုမှာလက်နက်ကင်တွေကိုဒီကောင်တွေနောက်ကနေကျိုးကန်နေတာကျိုးကန်နေတာကြောက်ကျိုးကန်တော့မြင်သားနဲ့တိရသားနဲ့ကျွန်တော်တို့မှာဗဇက်ကြီးပိတ်ပြီးတော့ချစ်ကြည်ရေးပြပြမှာဆိုလို့ငြိမ်ခံခဲ့ရတာခင်ဗျဘယ်လောက်ရှင်းတာဖို့ကောင်းလဲခင်ဗျစဉ်းစားကြည့်တယ်တော့ရှက်ဖို့ကောင်းတယ်ဆိုတာတော်လေးကျွန်တော်တို့တိုင်းပြည်ကဘာဖြစ်နေလဲဆိုတော့ဟိုခေါင်းဆောင်လုပ်တဲ့သူတွေလည်းခေါင်းဆောင်စိတ်ရှိလားမရှိလားမသိဘူးအောက်ကတာမန်ကျွန်တော်တို့လေယာအလိုက်အလှော်လိုက်ပုံကိုယ်တွေကလည်းဟိုညံသွေးကြက်ကောပြစ်ကြရလားမသိဘူးဘလိုဟာတွေနဲ့ကျွန်တော်တွေ့နေတယ်တိုင်းပြည်မှာကျွန်တော်စဉ်းစားလို့မရဘူးဒီမှာသူများစော်ကားနေစော်ကားနေအောင်ကျွန်တော်ငြိမ်ခံနေရတယ်အခုကျွန်တော်ပဲထားပါတော့ကျွန်တော်အခုသွားမယ်ကဲကျွန်တော်ကနေပြီးတော့အိန္ဒိယရဲ့ဘယ်နေရာပေါ့ဗျာခါတော့ကတိနေနေတဲ့နေရာကျွန်တော်တို့ပိုင်ခဲ့တာငါတို့ပိုင်ခဲ့တာငါတို့ဘယင်းနေပိုင်ခဲ့တာငါတို့နေရာငါတို့ပြန်ပေးလို့ကျွန်တော်တို့အဲ့လိုပြောရင်ကျွန်တော်တို့နေထိုင်နေရတဲ့အိန္ဒိယကျွန်တော်တို့ပြန်သွားရှာမှာနော်ဒါပေမဲ့ကျွန်တော်တို့ပြောလို့
အဲ့လိုမပြောဘူးကျွန်တော်တို့သွားလည်းမပြောဘူးဘာလို့အခုလက်ရှိနောက်ဆုံးတတ်မှတ်ထားတဲ့နယ်နိမိတ်ဒီနောက်ဆုံးတတ်မှတ်တာအတီးပဲအဲ့ဒါအတီးပဲအဲ့ဒါအပေါ်မှာဟိုဘက်ကိုပြန်မသွားနဲ့ပြန်မသွားတာအကောင်းဆုံးအဲ့လိုသွားချင်းဆိုကဘာဥစားတွေကတက်ကြဖြတ်ကြတရက်ကြနေပြီဆိုတာအမြဲတမ်းအပြောင်းလဲဖြစ်နေတာနောက်ကုလသမဂ္ဂကြီးပေါ်လာပြီးနောက်ပိုင်းကျွန်တော်လွတ်လပ်ရေးရပြီးနောက်ကုလသမဂ္ဂကြီးပေါ်ပြီးနောက်ပိုင်းအဲ့နောက်ပိုင်းမှာပေါ်လာတဲ့နယ်နိမိတ်တွေတိုင်းပြည်နယ်နိမိတ်တွေအဲ့ဒါတွေကတရားဝင်အတီးပြပြီးသားကဘာနဲ့ချီပြထားတာပြီးတကဘာတော့အတိမတ်ပြုထားပြီးသားကြီးအဲ့ဒါယူမှာထပ်ပြီးလာပြီးတော့ဖဲ့ယူနေသလိုစော်ကားခြင်းသလိုပြောနေတာကြီးကျွန်တော်တို့ကအဲ့ဒါယူငြိမ်ခံနေရတယ်ဆိုတာကတော့မဟုတ်ဘူးဗျနိုင်ငံငယ်တာသေးတာကြီးတာနဲ့မဆိုင်တော့ဘူးကျွန်တော်တို့ရဲ့တတိပြတ်တီနဲ့စိတ်သက်မျိုးချစ်စိတ်အဲ့ဒါရေးကြည့်တယ်ဗျအခုကကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေတိုင်းပြည်တကယ်ချစ်ကြရလားကျွန်တော်စဉ်းစားလို့မရတော့တကယ်ချစ်ကြရလားခင်ဗျားတို့ဗျာတကယ်တိုင်းပြည်ချစ်ကြရလားတိုင်းပြည်တကယ်ခင်ဗျားတို့လက်ထဲမှာခင်ဗျားတို့လက်ထဲမှာဒီတိုင်းပြည်ရဲ့ကံကြမ္မာကြီးကိုခင်ဗျားတို့လက်ထဲမှာကျွန်တော်ထားရတာကြောက်တော့ကြောက်လာတယ်ခင်ဗျားတို့တိုင်းပြည်ရဲ့ကံကြမ္မာကိုခင်ဗျားတို့လက်ထဲမှာထည့်ထားရတာခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကကင်ထားပြီးတော့ခင်ဗျားတို့ကလှုပ်ချင်လှုပ်နေတာမျိုးတွေကျွန်တော်တို့ပွင့်လည်းပြောရင်တိတ်ကိုကျွန်တော်တို့စိုးရိမ်လာတယ်ဒီတိုင်းပြည်ကံကြမ္မာခင်ဗျားတို့လက်ထဲမှာနော်ဒီပြည်ကံကြမ္မာခင်ဗျားတို့လက်ထဲမှာကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေဘဝတွေကိုလို့ခင်ဗျားတို့လက်ထဲမှာခင်ဗျားလှုပ်ချင်ရှောက်လှုပ်နေတာတွေကျွန်တော်တို့ကိုဒုက္ခရောက်ကုန်လိမ့်မယ်နည်းနည်းလေးတော့ခင်ဗျားတို့လည်းနည်းနည်းလေးတော့ခေါင်းဆောင်စိတ်တိုင်းပြည်ချစ်စိတ်လေးမျိုးချစ်စိတ်လေးပြကြအောင်ဗျခင်ဗျားတို့တွေကျွန်တော်ကြည့်ရတာစိတ်ထဲမှာတော့စင်မပြေဘူးဗျကျွန်တော်ပွင့်လည်းပြောရင်ရင်ထဲမှာတော့တော်တော်ကြီးတယ်အဆိုင်ခဲခင်ဗျားတို့ကျွန်တော်ကြည့်နေရတဲ့အဆိုင်ခဲသိကြည့်မရတဲ့အဆိုင်ခဲတော်တော်ကြီးတယ်ဒါပေမဲ့ကျွန်တော်ဒီလောက်ပဲပြောလို့ရတယ်ဘောင်နေရမယ်ဒီလောက်ပဲပြောလို့ရဒါတော့ကြော်ပြောရင်လည်းဟိုကဘာမှမဖြစ်ဘူးကျွန်တော်ကထောင်ထဲရောက်မှာတကယ်ကျွန်တော်သိတယ်စိတ်ထဲတော့မကောင်းဘူးဗျစိတ်ထဲတော့မကောင်းပါဘူးဒီတိုင်းပြည်ဒီပုံစံနဲ့ကျွန်တော်တို့ဖြစ်စေခြင်းနဲ့ကျွန်တော်တို့လူငယ်တွေရဲ့အနာဂတ်ကိုခင်ဗျားတို့ဖျက်ဆီးနေတာလို့တော့မပြောချင်တော့ပါဘူးကျွန်တော်တို့လူငယ်တွေရဲ့အနာဂတ်ကျွန်တော်တို့လူငယ်တွေရဲ့ဖြစ်ချင်နေတဲ့ပုံစိတ်ပုံရိပ်တွေတိုင်းပြည်ကိုဖြစ်စေချင်တာတွေကိုခင်ဗျားတို့ကအကောင့်ထဲပေါ်ပေးရမယ်ဆိုခင်ဗျားတို့ဘာလို့လုပ်နေမှကိုကျွန်တော်မသိတော့တာတော်တော်လေးတော့ကျွန်တော်စိတ်တော့ပြတ်မိပါတယ်စိတ်တော့ပြတ်မိပါတော့အဲ့တော့အိန္ဒိယစောတာနှစ်ခါရှိပြီအိန္ဒိယအစိုးရတာဝန်ရှိသူတွေစောကတာဝန်ရှိသူတွေအနေနဲ့အတန်ထွက်ဖို့လို့လုပ်တယ်အခုကျွန်တော်ကတော့ကျွန်တော်တာဝန်ကျွန်တော်ပြောပြီမြန်မာအစိုးရကတာဝန်ရှိသူတွေအတန်ထွက်ကြဖို့လို့လုပ်ပြီမြန်မာတန်မတ်ကိုခေါ်လေအိန္ဒိယရှိမြန်မာတန်မတ်မြန်မာမှာရှိအိန္ဒိယတန်မတ်ခေါ်ပြောမင်းကောင်တွေဒီလိုပြောနေမင်းတို့မြင်လားဒါပြောတင်လားမင်းတို့စဉ်းစားတန်တမန်ရှိဒါပြောတင်လားမေးပေါ့ဗျာခင်ဗျားတို့ကဗဇက်တွေရှိတာပဲတန်တမန်ကျင့်ဝတ်စည်းကတွေရှိတာပဲစိတ်ဓာတ်တွေရှိတာပဲဘာကြောက်နေကြလဲကျွန်တော်မသိဘူးဖင်တော်ကြောက်နေကြတယ်ဆိုရင်ကိုယ်တိုင်းနဲ့ကိုယ်ကံများကျွန်တော်တို့လည်းပြောတာမောပါတယ်နော်မြန်မာတွေကကျွန်တော်နိုင်ငံပြက်လေပြောရတာမကောင်းပါဘူးတခါကြရလေဘာဖြစ်လဲဆိုတော့လေတချို့တွေနောက်ဆုံးဖြစ်လာကြပြက်လေအေးတာပဲကွာလို့ပြောတဲ့စကားမျိုးလုံးမပြောချင်တော့ပါဘူးအဲ့လောက်ရှိတော့ပြောချင်တယ်မရှိတော့ဘူးအဲ့လောက်ပြောရကိုကနေနိုင်တယ်ဝစီမီတာထိခိုက်ချာကိုလျှောက်ပြောသလိုဖြစ်နေတယ်တော်တော်စိတ်ပြတ်ဖို့ကောင်းတယ်အဲ့တိုင်းပြည်မှာပို့ဆိုတာဒီကောင်တွေပါဇက်ကပြောနေတာပြောနေတာဒီဘက်ကဘာမှမလုပ်ဖဲငြိမ်နေတာကြီးကိုကျွန်တော်စိတ်ထဲမှာမခံရခက်ဆုံးပဲခံရခက်ဆုံးပဲနော်ဒါထားပါတော့ဆိုတော့ဒါတခုပါကွယ်နောက်တစ်ခုကဒီနေ့ပါတီ29ခုကထုတ်ပြတဲ့တောင်ထုတ်တယ်29ခုကအဲ့ပါတီ29ခုကလည်းပွင့်လည်းပြောအဲ့ပါတီ29ခုကလည်းဗိုလ်ချုပ်မှုကြီးကိုသာဖားဖို့သာထိဆုံးထုတ်တာအခုအဲ့အိန္ဒိယအဲ့လိုပြောတာကျတော့ဘယ်ပါတီမှတကောင်းမှမထွက်ဘူးကျွန်တော်အဲ့ပါတီ29ခုကလည်းအခုဗိုလ်ချုပ်မှုကြီးဖားဖို့ကျတော့အဲ့29ခုကထိဆုံးဖားတယ်အခုအိန္ဒိယအဲ့လိုလုပ်တာကြတော့ပါတီ29ခုကကန့်ကွက်ကောင်းမှစာထုတ်ပြန်ကြောင်းကောင်းမှမသိဘူးအရက်ပဲဖွဲ့စည်းရတယ်မသိအောင်ဆောင်နေတယ်ဟိုကျွန်တော်တို့မီဒီယာတွေကသာပိတ်ပက်ပြီးအားရပါအော်အမုန်းခံပြီးအော်ဟာရှက်ဖို့လည်းကောင်းတယ်အဲ့လူတွေဘယ်လိုလူတွေလဲမသိဘူးတော့စကိုင်းတိုင်းစစ်သားကြီးကဘောကြိုင်ဝမ်ဒေတာပေါ့ဗျာကဘောကြိုင်ဝမ်ဒေတာကိုအိန္ဒိယလွှတ်တော်အမတ်ကအိန္ဒိယနိုင်ငံရဲ့ပိုင်နယ်တွင်းကိုပြန်ပြီးတော့ထည့်ပေးဖို့သူကမလ10ရက်နေ့ကကျွန်တော်အိန္ဒိယနိုင်ငံရဲ့ဒီအထက်လွှတ်တော်မှာသူကဆွေးနွေးခဲ့ပါတယ်ဆွေးနွေးပြီးတော့ဗျာသူအစိုးရကိုတင်ပြတယ်ပေါ့ဗျာအစိုးရတင်ပြတယ်ပေါ့အဲ့တော့သူကဒီကိုလိုနီပြီးခဲ့တဲ့ကိုလိုနီနယ်မြေတွေရဲ့အခြေအနေကိုသူကပြန်ပြီးတော့ဒီဟာကိုလိုနီရဲ့အခြေအနေပေါ့ဗျာကိုလိုနီခေတ်ကဒီဟာကသူ့ပိုင်နယ်ထဲမှာရှိခဲ့တယ်ဟိုဟာကသူ့ပိုင်နယ်ထဲမှာရှိတယ်ဆိုတဲ့သဘောပေါ့ဗျာအဲ့တော့အခြေအနေကိုတင်ပြပေးပါမယ်အဲ့တော့ကဘောကြိုင်ဝမ်ဆိုတာကကျွန်တော်တို့တမူးမင်းကင်ကလေးအဲ့ဒီရဲ့တကြောအဲ့ဒါကိုကဘောကြိုင်ဝမ်လို့ခေါ်တယ်တင်ပြတဲ့ကိုယ်စားလှယ်ကမနီပူရပြည်နယ်ရဲ့ဒါအထက်လွှတ်တော်အမတ်ကဒါတင်ပြခဲ့တာပါအဲ့တော့မင်းကင်တမူးကလေးအဲ့ဒီရဲ့ဒီကျွန်တော်တို့ဒီအိန္ဒိယနဲ့ဆက်နေတဲ့ခွင်လေးပေါ့ဗျာအဲ့ဒါကိုသူကအိန္ဒိယနိုင်ငံရဲ့ပိုင်နယ်တွေကိုပြန်ထည့်ပေးပါအိန္ဒိယနိုင်ငံရဲ့ပိုင်နယ်တွေကိုပြန်ရောက်ပြီဆိုရင်ဒီနေရာကိုဒါမဏိပူရပြည်နယ်ရဲ့နယ်မြေဖြစ်ထပ်ပြီးတော့နယ်မြေချက်ဖို့အတွက်သူကတင်ပြခဲ့ပါတယ်သူကဒါအထက်လွှတ်တော်မှာသူတင်ပြဆွေးနွေးခဲ့တဲ့မွေးတိုင်းကိုကျွန်တော်တင်ပြပါမယ်မဏိပူရပြည်နယ်တွေကိုသူကနံပါတ်1ကတော့ဗျာဒီကဘောကြိုင်ဝမ်ဒေတာကိုမဏိပူရပြည်နယ်တွေကိုသူပြန်ထည့်ပေးရမယ်အဲ့ဒီလိုမျိုးပြန်မထည့်ပေးနိုင်ခဲ့ရင်လဲနောက်တဲ့အခြေအနေနဲ့အချက်က2ချက်ပါနောက်တဲ့အချက်တစ်ချက်က1826ခုနှစ်ရန်တဘူစာချုပ်နဲ့1834
ကဘောကြိုင်ဝမ်သဘောတူစာချုပ်မှာပြဋ္ဌာန်းချက်အတိုင်းရော်ကြီးတွေကိုလည်းမြန်မာနိုင်ငံဘက်ကဆက်လက်ပေးချေဖို့ဒါတောင်းဆိုပါတယ်ဒီကဘောကြိုင်ဝမ်ဒေသကစတူရန်ကီလိုမီတာအနေနဲ့22,210ရှိတဲ့ဒီကဘောကြိုင်ဝမ်ဒေသကဒီမဏိပူရရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်တဲ့ဒီအစိပ်ပိုင်းက1450ခုနှစ်ကဒီကဘောကြိုင်ဝမ်လက်ရှိဒီမြန်မာနိုင်ငံပိုင်တဲ့ကဘောကြိုင်ဝမ်ဒေသကမဏိပူရပြည်နယ်ရဲ့အုပ်ချုပ်မှုအောက်မှာတည်ရှိခဲ့ပါတယ်တဲ့အဲ့တော့ဆိုလိုတာက1940ကာလမှာလက်ရှိမင်းကင်းကလေးတမူးနဲ့မြို့နယ်တွေနဲ့ဆက်ဆက်တဲ့ကဘောကြိုင်ဝမ်ဒေသကမဏိပူရပြည်နယ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်လို့သူကဒါလွှတ်တော်မှာအထက်လွှတ်တော်မှာတင်ပြခဲ့တယ်ပြီးတော့ဒီအိန္ဒိယနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့နေရူက1953ခုနှစ်မတ်လ3ရက်နေ့မှာဒီမြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ဦးနုနဲ့တွေ့ဆုံပြီးတော့ဒါဒီလက်ရှိဒီကဘောကြိုင်ဝမ်ဒေသကိုမြန်မာနိုင်ငံကိုဒါသူကလက်ဆောင်ပြေလွှဲပြောင်းပေးခဲ့တယ်လို့သူကဖော်ပြတာတွေ့ရပါတယ်ပြီးတော့ကျွန်တော်တမိုင်းဝင်သဘောတူညီချက်တွေကိုကိုးကားတဲ့အခါမှာသူက1834ခုနှစ်ကဘောကြိုင်ဝမ်ဥပဒေစာကဘောကြိုင်ဝမ်သဘောတူစာချုပ်အရမဏိပူရဘယင်ခံထံကိုမြန်မာကတစ်လကိုရူဘီနူအိန္ဒိယငွေပေါ့ဗျာရူဘီငွေတစ်လကို900မြန်မာနိုင်ငံကပေးချေရတယ်လို့သူကဖော်ပြထားတယ်ပြီးတော့ကျွန်တော်တို့1949ခုနှစ်မဏိပူရပြည်နယ်အိန္ဒိယနိုင်ငံတွေကိုပေါင်းစည်းသွားပြီးတဲ့နောက်ပိုင်းမှာဒီရော်ကြီးတွေကိုမြန်မာနိုင်ငံကဒါပေးချေခြင်းမရှိတော့ပါဘူးတဲ့ဒါကြောင့်ဒီ1953ခုနှစ်ကနေစပြီးတော့မြန်မာနိုင်ငံကကျွန်တော်တို့ဒါမဏိပူရပြည်နယ်ဘက်ကိုပေးနေရတဲ့တလောက်ကိုရူပီငွေ900ကိုမပေးတော့ဘူးဗျာမပေးတဲ့အတွက်အဲ့ဒါကိုပြန်တောင်းပေးဖို့သူကတောင်းဆိုတယ်ပေါ့ဗျာဒီမှာတောင်းဆိုတယ်ပေါ့အဲ့တော့အဓိကဒါကိုကျွန်တော်ကသူတင်ပြတဲ့အခြေအနေကိုကျွန်တော်တင်ပြတာဗျာဆိုလိုတာကဒီကဘောကြိုင်ဝမ်ဒေသဖြစ်တဲ့ကလေးတမူမင်းကင်းအဲ့ဒီဒေသကမဏိပူရနိုင်ငံရဲ့ဒါကျွန်တော်တို့နယ်နိမိတ်ဖြစ်တယ်ဒါကြောင့်ဒီနယ်နိမိတ်ကိုအိန္ဒိယအစိုးရကရအောင်ပြန်ယူပြီးရင်ဒီနယ်မြေကိုမဏိပူရပြည်နယ်ထဲမှာထည့်ပေးဒါမှမဟုတ်နောက်တဲ့ချန်တစ်ခုကဒီမြန်မာကနေပြီးတော့ပြီးခဲ့တဲ့1834ကဘောကြိုင်ဝမ်သဘောတူညီချက်စာချုပ်အရလက်ရှိဒီမြန်မာအစိုးရကဒါကျွန်တော်မဏိပူရပြည်နယ်ဘက်ကိုဒါရူဘီငွေတစ်လောက်900ပေးပေါ့ဗျာမပေးရင်အိန္ဒိယအစိုးရ900ပေးသွင်းပေါ့ဗျာသူကဒီလိုမျိုးလောက်လာပါတယ်ဒါတွေပဲလားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်တို့လက်ရှိကဒီတမူးနဲ့စကိုင်းတိုင်းနဲ့ချိတ်ဆက်နေတဲ့မြို့နယ်တွေမှာကစကိုင်းတိုင်းနဲ့ချိတ်ဆက်တဲ့ဒီတမူးတို့ကျွန်တော်တို့တမူးခရိုင်ကဒါအိန္ဒိယနဲ့လည်းတောက်လျှောက်နယ်နိမိတ်ချင်းဆက်ဆက်နေတယ်အဲ့ဒီရဲ့နယ်နိမိတ်တစ်ဖက်မှာကျွန်တော်တို့ဆက်ဆက်တာကမဏိပူရပြည်နယ်ဆက်ဆက်တယ်တစ်ဖက်မှာလည်းကျွန်တော်ပြဿနာတစ်ခုထပ်တက်နေတယ်ထပ်ရှိနေတယ်အဲ့ဒါကချင်းပြည်နယ်ပါချင်းပြည်နယ်ကကျွန်တော်ဒီမီဇိုရမ်ပြည်နယ်နဲ့ထိစပ်နေတယ်လက်ရှိလည်းကျွန်တော်မီဇိုရမ်ရဲ့ဒီအထက်လွှတ်တော်အမတ်ကချင်းပြည်နယ်ကိုမီဇိုရမ်ပြည်နယ်တွေကိုထည့်ပေးဖို့လက်ရှိသူလည်းကျွန်တော်တို့ဒီအထက်လွှတ်တော်မှာဒါအစိုးရကိုကျွန်တော်တင်ပြဖို့ရှိတယ်ပေါ့ဗျာအဲ့လိုမျိုးကျွန်တော်တို့ဒါအိန္ဒိယမီဒီယာတွေမှာဖော်ပြနေတွေ့ရပါတယ်ချင်းပြည်နယ်ကတစ်ဖက်မှာကျွန်တော်တို့မီဇိုရမ်ပြည်နယ်နဲ့ဆက်ဆက်နေတယ်ဒီကဘောကြိုင်ဝမ်ဒေသကတော့တစ်ဖက်မှာကျွန်တော်မဏိပူရပြည်နယ်ဆက်ဆက်နေတယ်အဲ့တော့ဒီမြန်မာနဲ့အိန္ဒိယထိစပ်တဲ့နယ်နိမိတ်တွေမှာလက်ရှိအိန္ဒိယရဲ့လွှတ်တော်အမတ်တွေကနေမြေတောင်းဆိုမှုတွေလုပ်လာတယ်ဗျနေမြေတောင်းဆိုမှုတွေလုပ်လာတယ်ပြီးသွားရင်လည်းတစ်ဖက်မှာကျွန်တော်တို့ဒါချင်းပြည်နယ်ထဲမှာရှိနေတဲ့ချင်းနယ်နိုင်ငံအဖွဲ့တွေ AA တွေကိုလည်းဒါသူတို့ကတော်ဝဲတော်နည်းနဲ့ဓာတ်ရိုက်နည်းနဲ့ထောက်ပံ့မှုတွေလုပ်လာတယ်အဲ့တော့အိန္ဒိယအစိုးရရဲ့ရည်တည်ချက်ကဘာဖြစ်ချင်နေရလဲလို့ကျွန်တော်မေးရတော့မယ့်အနေထားပဲဗျအိန္ဒိယအစိုးရကမြန်မာနိုင်ငံပြည်ချင်းကိုသူကအထောက်အကူပြုချင်တာလားဒါမှမဟုတ်ဒီမြန်မာနိုင်ငံရဲ့ပိုင်တဲ့နေမြေတွေကိုသူတို့ကလိုချင်နေတာလားဒါမှမဟုတ်မြန်မာနိုင်ငံမှာမတည်မငြိမ်မှုဖြစ်အောင်အိန္ဒိယအစိုးရကနောက်ကွယ်ရနေလှုပ်နေတာလားဒါတော့ကျွန်တော်တို့တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့အိန္ဒိယအစိုးရရဲ့ရည်တည်ချက်ကိုတော့ကျွန်တော်တို့ဒါတော်တော်လေးပြန်မေးရမယ့်အနေအထားဖြစ်သွားပြီဗျတော်တော်လေးပြန်မေးရမယ့်အနေအထားဖြစ်သွားပြီအိန္ဒိယအစိုးရဘယ်လိုရည်တည်နေတာလဲလို့ကျွန်တော်မေးရမှာပါအဲ့တော့ဒီအချိန်တွေကအိန္ဒိယအစိုးရကခွင့်မပြုရင်ဒီလိုမျိုးဆွေးနွေးမှုတွေကဒါလွှတ်တော်တွေကိုကျွန်တော်တို့ရောက်ရှိလာကြအကြောင်းရှိပါဘူးဒီအချိန်တွေကိုလည်းအိန္ဒိယအစိုးရရဲ့ဒါသူရဲ့ဒီကျွန်တော်တို့ဒီထောက်လိုင်း agency တွေအစိုးရရဲ့ agency တွေကမသိကြအကြောင်းမရှိပါဘူးဒါကကျွန်တော်တိရက်နဲ့လွတ်ထားတယ်လို့တော့ကျွန်တော်နားလည်ရပါတယ်ဒါကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီပိုင်တဲ့နေမြေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေတိထိုက်တယ်ဆိုတဲ့သတင်းတွေကိုကျွန်တော်တို့ကဒါဖော်ပြပေးတာဖြစ်ပါတယ်